အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2026ဇူလိုင်လ10ရက်နေ့ဖြစ်ပါတယ်နော်ကိုကျော်ကြီးဘာမှမပြောတော့ပါဘူးဆိုမှတစ်ချိန်လုံးပြဿနာလာရှာနေကြတယ်ဟိုဆရာတော်ကြီးကဒီလိုဟောထားတယ်ခမည်းကဟိုအားကိုစန့်ကျင်တာလားဆိုမပြီးနိုင်မစည်းနိုင်တဲ့လူတွေအတွက်ပြောပြမယ်ကိုကျော်ကြီးတို့စကားစပြောတဲ့အခါရှင်းရှင်းလင်းလင်းပြပြသားသားကြီးပြောတယ်ဘယ်စာအုပ်ကဆိုတယ်ဘယ်ဆရာတော်ကြီးကပြောတယ်ဘယ်ကမ္မထမ်းကျောင်းတိုက်ကပြောတယ်လာမပြောနဲ့အဲ့ဒီပုံကိုယ်တွေကိုရှင်းပြနေတာလည်းမဟုတ်တူးဖက်ပြိုင်နေတာလည်းမဟုတ်မှားတယ်မှန်တယ်ဝေဖန်နေတာမဟုတ်ပါဠိတော်မူရင်းထဲမှာပါတဲ့အကြောင်းအရာတီးတန့်ကိုပြောပြတာလက်ခံခြင်းလက်မခံခြင်းကခမည်းတော်ကိစ္စဖြစ်တယ်ပါဠိတော်ကိုမဆန့်ကျင်မဲ့မူရင်းအကြောင်းအရာတိုင်းကိုပြောပြတာအဲ့တော့ကိုကျော်ကြီးတို့ဆက်ပြောမယ့်ပြဿနာတွေဆိုရင်ဒီတဲ့မကကြီးမားတာတွေရှိတယ်အဲ့တော့ဒီစက်ထမှုမှာပါတဲ့စကားလုံးနဲ့တိဟိုမှုမှာပါတဲ့စကားလုံးနှလုံးကဆန့်ကျင်မဲ့စကားတွေပြောထားတာတွေရှိတယ်အဲ့ဒါတွေကိုပါကိုကျော်ကြီးတို့ကပြောပြမှာရှင်းရှောက်ပြောမဲ့စကားတွေကအဲ့ဒီအချိန်ကျရင်ခမည်းတော်မှာအုံနောက်တွေအတိညာဏ်တွေအတွေးခေါ်တွေဖြစ်လာလိမ့်မယ်ဆိုတော့မနေ့ကလည်းတယောက်ကလာပြီးတော့ကိုကျော်ကြီးရဲ့ဒီဘာသာကြီးနဲ့ပတ်သက်ပြီးတော့တဏ္ဍကုံပျက်စီးကြောင်းတွေလုပ်နေတာတွေနည်းနည်းလေးတော့ပြောပြပါတဲ့လူတွေကိုနည်းနည်းလေးအဲ့ဒါလေးတွေပြောပြမှလူတွေအကျိုးစီးပွားရှိမှာတဲ့ဒီလိုဆိုရင်လူတွေအကျိုးစီးပွားပျက်စီးပါတယ်လို့လာပြောတယ်လာပြောတဲ့ခါကျတော့လူတွေအကျိုးစီးပွားဘာကြောင့်ပျက်စီးရတာလဲဆိုတော့ကိုကျော်ကြီးတို့ပြောတဲ့စကားတွေကိုနားမလဲလို့မြတ်စွာဘုရားရဲ့သာသနာစစ်ကိုနားမလဲလို့အဲ့ဒီလိုဒုက္ခရောက်တာအဲ့တော့လူလိန်နေဆိုတာကလိန်မှာပဲလူလိန်နေဆိုတာကအကိုင်းခတ်တွေအဲ့ဒီအကိုင်းခတ်တွေကိုလိုက်ခုတ်ထွင်ရှင်းလင်းနေလို့ဘယ်တော့မှပြီးမှာမဟုတ်အကိုင်းခတ်တွေကဝေးလာမှာပဲတကိုင်းခုတ်ရင်နှစ်ကိုင်းထွက်လာမှာပဲလိုင်းပေါ်မှာလူလိန်နေတပုံတစ်ခေါင်းကြီးပဲကိုကျော်ကြီးတို့မြင်နေရတယ်ဘာသာကြီးအယောင်ဆောင်နေဘာသူတော်ကောင်းတရားမှလည်းမရှိဘူးဘာအသိဉာဏ်ပညာမှလည်းမရှိပဲလိန်စားနေတဲ့လူတွေအများကြီးပဲအဘတွေအမတွေလောက်ပြီးလိန်စားနေတာဒီတပုံမြင်နေရတယ်သူတို့ကိုကျော်ကြီးတို့ဘာဖြစ်လို့အကိုင်းခတ်တွေဖြစ်နေလိုက်မခုတ်တာလဲဆိုတော့မိမိတို့မှာအသိဉာဏ်ပညာရပြီဆိုရင်အဲ့ဒီပြဿနာတွေအလုံးကရှင်းသွားတယ်အကုန်ရှင်းသွားတယ်အခြေခံကဘာလဲလို့မြည်လို့ရှိရင်အခြေခံကကိုကျင်တရားစောက်တည်တာဒါကြောင့်ကိုကျော်ကြီးတို့လူသားဝါဒဆိုနီးပရိရဲ့မျိုးစုံတွေပြောတာမြတ်စွာဘုရားကအခြေခံအားဖြင့်ကိုကျင်တရားကိုလုံအောင်လုပ်ခိုင်းတာအိတ်တာမစ္စတိယစိတ်ကဝေးအောင်နှင်ထုတ်ပလိုက်ကတာတရားတကယ်လိုချင်တဲ့လူကအခုလိုင်းပေါ်မှာပြောတဲ့လူတော်တော်များများဟာလာကိုတရားရနေပြီဆိုတဲ့လူကအိတ်တာမစ္စတိယများတဲ့အပြင်ဒုစရိုက်ဆယ်ပါဘာမှမသိဘူးဂုံးတိုက်တယ်ဆိုတာဘာမှမသိဘူးအဲ့တော့ရန်တိုက်တယ်ဂုံးတိုက်တယ်အိတ်တာမစ္စတိယစိတ်တွေများတယ်ပြီးတော့ပြောနေတဲ့တရားတွေအကုန်လုံးကပါဠိတော်ကိုလုံးလုံးစန့်ကျင်တဲ့စကားတွေပြောကြတာကိုကျော်ကြီးတို့ပါဠိတော်မူရင်းတက်ကိုပြောတာဖြစ်ချင်းကြောင့်မကျေနပ်တဲ့လူတွေများမှာမတက်နိုင်ဘူးအဲ့ဒါကိုကိုကျော်ကြီးတို့မတက်နိုင်ဘူးပါဠိတော်စကားကိုသိကျင်တဲ့လူတွေအတွက်တီးတန့်ပြောတာမသိကျင်တဲ့လူကလာလဲနားမထောင်နဲ့တစုံတစားလောက်နားထောင်ပြီးတော့မှရံမလုံးနဲ့အထိပဲလည်းမရှိဘူးဟုတ်လားနောက်ဆုံးပါဠိတော်မှာပါနေတဲ့အခုဒါဝါဝင်တော့မယ်ကိုကျော်ကြီးတို့ဝါဝင်နေဆိုရင်ဥပုဒ္ဒါစပြီးတော့စောက်ပြီဥပုဒ်စောက်တဲ့အခါမှာဥပုဒ်ဆိုတဲ့သဘောတရားကရှင်းရှင်းလေးဘာကြောင့်ဥပုဒ်ဆောင်ရတာလဲဆိုတာလေမြတ်စွာဘုရားရဲ့သာသနာကရှင်းတယ်ဒါပေမဲ့ယနေ့လုံနေတဲ့ဥပုဒ်တွေနဲ့မတူတဲ့အကြောင်းတရားတွေအများကြီးရှိတယ်ဘလို့မတူတာလဲဟာလားနိစ္စဂီတဝါရိတဝိတုကတတနာမာလာကဏဆိုတဲ့စတဲ့ဟာလားအလှမလားအလှပတွေမပြင်ဘူးပန်းမပန်ဘူးအမွေးနဲ့တာမလိမ့်ကြံဘူးကားခုံတီးမှုတ်တာမကြည့်ဘူးစသည်ဖြင့်တီလာတွေကိုစောက်တီလိုက်တယ်ဟာလားကောင်းကောင်းမွန်မွန်ချမ်းချမ်းသာသာကောင်းမွန်တဲ့အဝတ်စားတွေကိုမခံမသားဘူးဟာလားအဲ့ရကောင်းကောင်းမှမအိပ်ဘူးလို့ဒီလိုရှောင်ကျင်နေဆိုတာဘာကြောင့်ရှောင်ကျင်ရတာလဲသိလားအတိတ်ဘယ်ကအဲ့ဒါကိုမသိတဲ့အတွက်ကိုပြဿနာတက်လာကြတာကိုစောက်တီတဲ့ဥပုဒ်ကဘာကြောင့်စောက်တီမှမသိဘူးဥပုဒ်စောက်တီတယ်ဆိုတာအရိယာသူတော်ကောင်းတို့ရဲ့နေနီးထိုင်နီးကိုလိုက်ပြီးကြင်ကြံအားထုတ်တာအရိယာသူတော်ကောင်းတို့စွန့်ပစ်လိုက်တဲ့အရာတွေကိုကိုရီးယားပါလိုက်ပြီးစွန့်ပစ်တာဆိုတော့အနာဂံပုဂ္ဂိုလ်မှာကာမိဆန္ဒတွေမရှိတော့ကာမဂုဏ်ဆိုတာခင်ဗျားတို့ကြားဘူးပြီးသားဖြစ်တဲ့အာယုံ၅ပါးမျက်စိနဲ့အစင်းနဲ့တွေ့မှာဟလားအဲ့တော့ဘောလုံးပွဲတွေကြည့်ကျင်တာဇက်ပွဲတွေကြည့်ကျင်တာရုပ်ရှင်တွေကြည့်ကျင်တာဒါတွေအကုန်လုံးကိုဒီအနာဂံပုဂ္ဂိုလ်ကလုံးမလုပ်တော့ဘူးအဲ့ဒီဆန္ဒတစ်ခုမှမရှိတော့ဘူးတချင်းတွေနားထောင်ကျင်တာကခုံတီးမှုတ်တာတွေနားထောင်ကျင်တဲ့တောတာမရှိတော့ဘူးအနာဂံပုဂ္ဂိုလ်မှာအဲ့ဒီကာမိဆန္ဒတွေအကုန်လုံးကအနာဂံပုဂ္ဂိုလ်မှာအရှင်းမရှိတော့ဘူးအရှင်းမရှိတော့တဲ့အတွက်ဒီကာမဂုဏ်အာယုံ၅ပါးနဲ့ပတ်သက်တဲ့ဆန္ဒတွေမရှိတော့တဲ့အနာဂံပုဂ္ဂိုလ်ရဲ့နေနီးထိုင်နီးကိုလိုက်ကြင့်ကြံပြီးတော့ဥပုဒ္ဒီလာစောက်တည်တာသူ့မှာဖြတ်စည်းလို့တဲ့ဗျာပါဒတရားတွေမရှိတော့ဘူးဖြတ်စည်းလို့တဲ့ဗျာပါဒတရားတွေမရှိတော့တဲ့အတွက်ကိုဒေါသလောဘဒေါသမောဟနဲ့ပတ်သက်တာတွေကိုရရှောင်ကျင်လိုက်တာအဲ့တော့ဥပုဒ်စောင့်တည်တဲ့လူကမေတ္တာကမ္မထမ်းလေးပွားနေရအဲ့တော့ဥပုဒ်စောင့်တည်တယ်ဆိုတာရွှေတွေငွေတွေမအပ်ဆက်တော့ဘူးမကင်တော့ဘူးဆိုတာအဲ့ဒီဟာတွေစောင့်တည်တယ်ဆိုတာငကိုရင်းကဒီ
နာဂံပုတ်ကိုရဲ့ကာမစ်ဆန္ဒတွေကိုစွန့်ပြစ်လိုက်တဲ့ခါမှာ तू ကရွှေငွေတွေလည်းမမှန်မောတော့ကာမဂုဏ်၅ပါးနဲ့ပတ်သက်လို့ तू ဘာမှမမောတာတောင်းတတာကြောင်းကြတာဘာတစ်ခုမှမရှိတော့ဘူးအကုန်လုံးကိုစွန့်ပြစ်လိုက်တာအဲ့ဒီလိုစွန့်ပြစ်လိုက်ပြီးအဲ့ဒီပုံမှာမမောမှုမရှိတော့တဲ့အတွက်ကိုသူ့ရဲ့နေနီးထိုင်နီးကိုလိုက်ပြီးကျင့်ကြံတာဒါကြောင့်မလို့မြတ်စွာဘုရားကအရိယာတို့နှစ်သက်အပ်မျက်နှိုးအပ်တဲ့တိလတွေနဲ့ဖြည့်ကျင့်တဲ့လူလို့ခေါ်တာအဲ့တော့တရားတွေကိုတကယ်လိုချင်တယ်တကယ်ရချင်တယ်ဆိုရင်အရိယာနေနီးထိုင်နီးကိုအတူယူပြီးလိုက်နေရတာအဲ့ဒါဥပုသ်ဆောင်တယ်လို့ခေါ်တာယနေ့ဥပုသ်ဆောင်တယ်ဆိုတာကဘုန်းကြီးကြောင့်သွားတယ်တဏ္ဍခါလဲတဏ္ဍခါကိုအလှပအကုန်စာဝတ်နေရာထိုင်ခြင်းဘုန်းကြီးကြောင့်ရောက်လို့ရှိရင်အရှိဆုံးကထိုင်ခြင်းနဲ့ဟာလားပန်ကနာမှာထိုင်ခြင်းနဲ့ဟိုနေရာမှာဟိုကအဲ့ဒီမစ္စရိယစိတ်တွေကိုမရှိတော့တာဘယ်နေရာရတဲ့နေရာလေးမှာတရားနာရဖို့ပဲရှိတယ်အဲ့ဒီမစ္စရိယစိတ်တွေကိုစွန့်လို့ရတယ်မစွန့်လို့ဖဲနဲ့အဲ့ဒီတရားတွေကိုတည်ရိုးထုံးစံမရှိဘူးမြတ်စွာဘုရားကဘယ်လောက်ထိဟောတာလဲဆိုနေရာအဝါဒမစ္စရိယတောင်းနေရာကိုနေရာပဲဖြစ်ဖြစ်ကျောင်းနေရာပဲဖြစ်အဲ့လိုနေရာထိုင်ခင်းလေးပဲဖြစ်ဖြစ်အဲ့ဒီလိုမစ္စရိယစိတ်ရှိနေလူချင်းတက်မှတ်တဲ့စိတ်နေတယ်ရှိဘာတရားမှမရဘူးမြတ်စွာဘုရားကအရှင်းဟောထားတာသောတာပတ္တိဖို့ကိုမျက်မှောက်ပြုရမဖြစ်နိုင်ဘူးတဲ့မြတ်စွာဘုရားကပထမဇန်ရောက်နေဖို့မဖြစ်နိုင်ဘူးတဲ့သောတာပတ္တိဖို့ကိုမရောက်ဖ ೇನೆ နောက်ထပ်ပထမဇန်ထပ်တက်လို့မရဘူးပထမဇန်ကိုရောက်ပြီးမှသောတာပတ္တိဖို့ကိုလည်းမျက်မှောက်ပြုနိုင်တယ်လို့သောတာပတ္တိဖို့ကိုမျက်မှောက်ပြုပြီးမှပထမဇန်ကိုတက်နိုင်တာလည်းရှိပထမဇန်ကိုမရဘဲတဲ့အနာဂံဖြစ်ဖို့ဆိုတာအဝေးကြီးဖြစ်ကုန်မရှိဘူးပါဠိတော်မူရင်းကိုပြောတာနော်အခြားသောအယူဝါဒတွေနဲ့မကိုက်ညီတော့မတက်နိုင်ပါဠိတော်မူရင်းမှာပထမဇန်မှမရရင်အနာဂံမဖြစ်ဘူးဟုတ်ပြီလားအဲ့တော့ပါဠိတော်မူရင်းနဲ့ရှိတဲ့စကားတွေကိုပြောမှဖြစ်တဲ့အတွက်ကျန်တဲ့အယူဝါဒတွေနဲ့ဆန့်ကျင်မှဖြစ်တာကိုကျော်ကြီးနဲ့မဆိုင်ဘူးအဲ့ဒီအတွက်လာလဲမငင်းခုန်နေဘယ်သူမှမဖြေရှင်းဘူးလို့ငကိုတွေကပြောပြီးသားပါဠိတော်စကားတိုက်ရိုက်ကိုပဲပြောမှာဟုတ်လားရှေ့လျှောက်ပြောမယ့်ဟာတွေကလည်းပါဠိတော်မူရင်းတိုက်ရိုက်ကိုပဲသွားမယ်အဲ့တော့ရှေ့မှာဝါဝင်ပြီဆိုတာ ਨੇ သူတော်ကောင်းအလုပ်တွေကိုလုပ်တဲ့အခါမှာမိမိတို့ငကိုတွေကဒုစရိုက်10ပါလွတ်အောင်သွားတယ်ဒုစရိုက်10ပါလွတ်အောင်သွားပြီးလို့ဝါတွင်းမှာဥပုသ်ဆောင်တဲ့အခါကြလို့ရှိရင်မစ္စရိယစိတ်တွေစွန့်လွတ်ကြတယ်မေတ္တာတရားထားကြတယ်အဲ့ဒီစိတ်တွေကိုမစွန့်လွတ်ဖဲနဲ့သူတော်ကောင်းတရားအနာကိုချင်းကပ်လို့မရဘူးကြိုက်တဲ့တရားစခန်းကိုကျွတ်သွားကြိုက်တဲ့နေရာမှာအလှူဒန်းတွေလုပ်ကြိုက်တဲ့သူတော်ကောင်းမကြီးဘွဲတွေယူလာခဲ့မစ္စရိယစိတ်ကိုမစွန့်လွတ်ဖဲနဲ့သောတာပတ္တိဖို့ကိုမျက်မှောက်ပြုဖို့ထုံးစံမရှိသလိုပထမဇန်ကိုရောက်ရုံထုံးစံလည်းမရှိဘူးအဲ့ဒီအတွက်ဘာသူတော်ကောင်းတရားမှကိုမရတာမိမိတို့လုပ်တဲ့ကုသိုလ်ကောင်းမှုတော့ဖြစ်တယ်ကုသိုလ်ကောင်းမှုကံရဲ့အကျိုးပေးကိုလည်းရနိုင်တယ်မြတ်စွာဘုရားရဲ့အရိယသစ္စာအနာကိုမကတ်နိုင်ဘူးဘာတွေတင်တာဘာတရားတွေနာနေအဲ့ဒီဒုစရိုက်10ပါးရှောင်ကျင်ခြင်းရဲ့မစ္စတိယအိတ်တာမစ္စတိယတရားတွေမစွန့်လွတ်ဘူးဆိုရင်ဘာတရားမှမရဘူးအဲ့ဒီအတွက်ကိုကျော်ကြီးတို့ကအိတ်တာမစ္စတိယတရားတွေစွန့်လွတ်ဖို့အကြောင်းကိုပြောတယ်ဒုစရိုက်10ပါးရှောင်ကျင်မှုအတွက်လူစိတ်ဝင်လာဖို့ပြောတယ်အဲ့တော့ကာယဒုစရိုက်တွေမနောဒုစရိုက်တွေဝစီဒုစရိုက်တွေကိုမစွန့်လွတ်ဖဲနဲ့မရှောင်ကျင်မဲနဲ့မြတ်စွာဘုရားသာသနာအနာကိုချင်းကပ်ပိုင်ခွင့်ကိုမရှိတာချင်းကပ်လို့မရတာအဲ့တော့သောတာပန်အင်္ဂါထဲမှာလည်းဒါပဲပါတယ်သောတာပန်အင်္ဂါထဲမှာသူတော်ကောင်းကိုစီးကပ်ခြင်းသူတော်ကောင်းတရားကိုနာကြားခြင်းနှလုံးသွင်းမှန်ခြင်းဆိုနှလုံးသွင်းမှန်လို့ရှိရင်အိတ်တာမစ္စရိယစိတ်ကဝင်လာတာပဲနှလုံးသွင်းမှန်မှကုသိုလ်တရားဝင်နေအိတ်တာမစ္စရိယစိတ်ပြောက်တယ်နှလုံးသွင်းမမှန်ရင်ကိုအိတ်တာမစ္စရိယစိတ်ရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဒီသောတာပန်ရဲ့အနာကိုမချင်းကပ်နိုင်ဘူးနှလုံးသွင်းမမှန်လို့လျော်တော့အကျင့်ဆိုခုနအရိယသူတော်ကောင်းတွေလျော်တဲ့အကျင့်ကအရိယသူတော်ကောင်းတွေဒီကာမစ္ဆန္ဒကိုဖြုတ်လိုက်ပြီဆိုရင်အခုနပန်းပန်နာဒီအခါအားလျော်ဆိုတာဥပုသ်တရင်စောက်တည်ရတယ်ဒုစရိုက်10ပါးရှောင်ကျင်ုံနဲ့မလုံလောက်ဘူးအခါအားလျော်ဆိုမှာဥပုသ်တရင်စောက်တည်ရတယ်ပြီးတော့မြတ်စွာဘုရားရဲ့တရားကိုသိတယ်ဆိုတာအနိစ္စဒုက္ခယုံ nant ကိုသိတယ်ဆိုတဲ့နေရာမှာလဲတော်တော်လေးကိုကျော်ကြီးကိုရှင်းရမယ့်ကိစ္စဖြစ်တဲ့အတွက်ကိုအချိန်ယူပြီးရှင်းပြရမှာ10မိနစ်နဲ့တစ်ခါတလေကြာရင်စကားတစ်လုံးရှင်းဖို့တော့မလွယ်ဘူးဖြစ်နေတာအခုဒါကိုကျော်ကြီးတို့တီလာစောက်တီဖို့အကြောင်းလေးတစ်ခုပဲပြောရသေးတယ်တရားရှုမှတ်ပုံဝိပဿနာရှုမှတ်ပုံတွေကိုမြတ်စွာဘုရားမူရင်းပါဠိတော်အတိုင်းပြောမယ်ဆိုရင်စန့်ကျင်ဘက်တွေအများကြီးရှိတယ်မြတ်စွာဘုရားဟောတဲ့ယုံ nant ဆိုတာဘာလဲဆိုတာကိုလည်းပြောရမှာတွေကစန့်ကျင်ဘက်တွေအများကြီးရှိတယ်ဒါမှမဟုတ်ကိုကျော်ကြီးကခဏတော့ကိုငြင်းညမ်းအောင်ရင်လုပ်တော့ဒီတရားတွေကိုပြောဖို့အတွက်ကမငြင်းညမ်းမဲနဲ့ပြောလို့မရဘူးမငြိမ်းချမ်းရင်လူတစ်ဖက်သားနားကိုမပေါက်နိုင်ဘူးသူတစ်ဖက်သားနားကိုပေါက်ဖို့အတွက်စကားပြောတဲ့နေရာမှာသူတစ်ဖက်သားစကားကိုကြားရပြီးတော့တမာဒိဋ္ဌိဖြစ်တယ်သူတစ်ဖက်သားစကားကိုကြားရပြီးတော့မိစ္ဆာဒိဋ္ဌိဖြစ်တယ်ကိုကျော်ကြီးတို့ပြောလိုက်တဲ့စကားကမိစ္ဆာဒိဋ္ဌိဘက်ကိုကူးသွားလို့ရှိရင်အဲ့ဒီလူတွေပျက်စီးကြောင်းဖြစ်မယ်တမာဒိဋ္ဌိဘက်ကိုကိုကျော်ကြီးတို့ပြောနိုင်လို့ရှိရင်အဲ့ဒီလူတွေကောင်းကျိုးချမ်းသာဖြစ်မယ်ဒါမှမဟုတ်ကိုကျော်ကြီးကိုနိုင်ကမငြိမ်းချမ်းမဲနဲ့ဒီတရားတွေကိုရှေ့ဆက်ပြောရမယ့်တရားတွေကမငြိမ်းချမ်းရင်ပြောလို့မရဘူးဒါကြောင့်ကိုငြိမ်းချမ်းအောင်အရင်တိဆောက်မယ်လို့ပြောတာဟုတ်ပြီလား
အဲ့တော့ဝါရင်းမှာဥပုသ်ဆောင်ကြပါအဲ့ဒီဂျားထဲမှာလိုအပ်တယ်လို့ကိုကျော်ကြီးဝိပဿနာတရားတွေနည်းနည်းပြောပါမယ်